episode 1နေကြိုဆိုပါတယ်။နော်အရင်ဆုံးရော်သားရဲ့ဈေးဆိုင်မှာဒါလာနေနော်။ဒါတော့ကျွန်တော်စာပါထောင်ထားတယ်။ကဲပြအောင်မယ်မှာကြံသေးရပါနော်။မြင်မြင်လေးတော့လုံးဝရအောင်။ဒါတော့ကျွန်တော်အိမ်ကတော့ level နဲ့ချီပြီးကျွန်တော်လှုပ်ထားတာ။ဒါတော့အိမ်ပြဒါတော့ရေချိုးမနေရတတ်မမီးဖို့ကြနေရောဘာညာတတ်ကားလေးအဲ့ရတော့မပြတော့ကြာလို့ပေါ့နော်ဒါတော့ဒီတိုင်းဟိုဝတ်ဆိုင်ထဲလေးချက်ပေါ့နော်ဒီအောက်မှာကျွန်တော် level နဲ့ထားတာအဲ့ပူး level က68 mountain level 32မမြင်လိုက်လွင်တောင်းမှမှာမဲရဘူးကြာ level 94ဒီတောင်ရဲ့ဟိုဒါတော့ level 15ဒါlevel 33ပေါ့နော်လိမ့်နဲ့တင်မောကကြတော့ level 15လိရကြတော့ level 33ပေါ့နော်ဒါတော့ရေကန်ပြည့်လို့သဘောထားတယ်ပေါ့နော်ရေကန်ပြည့်ပါမရှိသေးနော်အများကြီးပဲကျွန်တော်ကဒီနေ့ကကြိုက်လို့ဒါတော့ကျွန်တော်ရဲ့ပြောမယ်ထားပါလေ beach or sea ရကြ level 63နော်ပြင်လေရပါ63โอเคကန်ကြီးရကြတယ်ပဲတရားနဲ့ရှစ်ပါတော့ तू က SCP 3000လို့ရှိ SCP 3000ကလေ level 4ရတယ်တော်တော်များတယ် SCP တွေပါမွေးရမယ်တဲ့ဘလို့ကြီးလည်းမသိဘူးအော်အရေးတဲ့တက်နေအဲ့လိုဖြစ်နေပြီးတော့လေဒီမှာဘလို့ပါသေးရဲ့ဘလို့က level 398တဲ့ဦးမချက်တေကဘာပိုင်မော level 233မလီကြောက်စရာဒါအပြေဝကွယ်မကြံသေးတစ်ပင်လေးတော့တစ်ပင်ကတော့မပြတော့တစ်ပင်50ခွန်ညီပုံရဖို့ level 19ပေါ့နော် kiss level ကတရ34ကျွန်တော်မပေါင်းတက်လို့ဒီလူမျိုးဝဲလောက်ထားလိုက်မကျွန်တော်အင်အခြေဝအများရှိရပါနော်ကျွန်တော်စာပါထောင်ထားတယ်ဘောနော်ဒီမှာရှိသေးတယ်ညောဟာဒီမှာစပါးခင်းမှာကျွန်တော်စိုက်ထားပါနော်နောက်မှကျွန်တော်စာပါများစလို့ရှင်ကျွန်တော်လက် episode level episode ဘယ်လိုပြောမလဲ episode 20ခွန်ကြမှာကျွန်တော်စာပါကြီးဖြစ်အောင်လုပ်မှာပါနော်ခုတော့ဒီလောက်ပဲနော်ဒီလောက်လေးနဲ့လုပ်ထားပါအော်ဟုတ်တယ်မိပေါင်းဟိုတောင်ရှိရနော်အဲ့ဒါကျွန်တော်လည်းပိုင်ထားပါလေဒါလုံးတီးတော့ဟဲ့ဘိုင်ပြန်တီးအကတောက်တီးအောင်ရင်အကအော်ဟိုမှာအကတက် level အကတက် level 2016ဦးကျန်ချက်နော် level အကြီးအများကြီးရှိတယ်ဒါစပါးခင်းတဲ့ level 4ရေကူးကနေဘာညာတရကရှိတယ်ဟိုပေါ်မှာကြိုက်ချီကိုရှိသေးတယ်ခဏစားပါနော်အဲ့ဒါကျွန်တော်အမှိုက်ပြည့်ရေကန်ပေါ့နော်ရေကန်နဲ့ချောင်းအောင်လုပ်ပြီးမှရေသွားမယ်ပေါ့နော်သူသွားနေတယ်ဟိုမှာတွေ့လားသွားနေအဲ့ဒါတော့ကျန်သေးတယ်ဟိုကျန်ရှိသေးတယ်အများကြီးပဲတော့တော့ပြေးလဲတော့မှတွေ့လားတက်ဘလို့တဲ့အမြူရန်ဒါတော့499မှာရဦးမတွေ့လာနေပါဦးဒီဟာတော့မဖာတော့ကျွန်တော်စာပါထောင်နားတယ်ဘောနော်ဒါမဲ့မထောင်ရသည်ဟိုမိုင်းတွင်းတွေ့လိုက်လားအတီဒီမှာတွေ့လာမိုင်းတွင်းအပြသေးဘူးခဏနေမှာမိုင်းတွင်းရှိတယ်ဒါအပြင်နေဟိုမှာကွာအများကြီးပဲချန်လေးအထဲမှာလေးတက်လာနော် creative mode ပဲဆော့လိုက်တော့ကြာလို့လေဟိုမှာတက်လာကြိုက် TUCD တော့လုံးမယ်လေ level 43မှရမှာဒါကျွန်တော်အကြားစား EP ရတော့ဟိုဘယ်လိုပြောမလဲ2016ဒီဆိုဟာတရားတော့လားတရားလည်းပဲ134ဟူးကျင်းချက်လာကပါရတော့ဟိုမှာ104နေမောင်144ရပါ
ဒါတော့ကျွန်တော်ရေခဲမိုးတောင်ချုပ်နေဒီနေ့တော့ပဲကျွန်တော်ဒီနားမှာတော့အသက်ပေး comment ရေးတခုပြီးရင် follow နိုင်ခဲ့ပြီအပအားဆိုရင်စီရမှာတခုရေးခဲ့ပြီ EP2 လို့ရေးခဲ့ပါအားလုံးပဲ see you လို့နှုတ်ဆက်ချင်တယ်ခဏနေ1 2 3 see you